မင်္ဂလာပါတခါတလေကိုယ့်ရဲ့စိတ်လှုပ်ရှားမှုတွေကိုစကားလုံးအဖြစ်ပြောင်းလဲဖို့ခက်ခဲနေပါသလား I'm happy ဒါမှမဟုတ် I'm sad ဆိုတာထက်ပိုပြီး fancy ဆန်တဲ့ emotion idiom ၃ခုကိုပြောပြပေးသွားပါမယ်နံပါတ်1က over the moon ဒါကလပေါ်ကိုရောက်သွားတာမဟုတ်ဘဲဝမ်းသာလွန်းလို့ကြွတက်နေတာကိုပြောတာပါဥပမာ I'm over the moon because my crush texted me back နံပါတ်2ကတော့ drive someone off the wall ဒါကတော့တယောက်ယောက်ကိုနံရံပေါ်တွန်းတင်တာမဟုတ်ပါဘူးเนาะကိုကိုအရန်စိတ်အနှောင့်အယှက်ဖြစ်အောင်ဒေါသထွက်အောင်လုပ်တာကိုခေါ်တာဖြစ်ပါတယ်ဥပမာ that loud noise is driving me off the wall အဲ့ဒီဆူညံတန်ကြီးကကျမကိုတကယ်စိတ်တူအောင်လုပ်နေတယ်စိတ်တူစေတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်ဆုံးတစ်ခုကတော့ down in the dumps အမိုက်ပုံတဲကိုရောက်နေတာမဟုတ်ပါဘူးစိတ်ညစ်ပြီးစိတ်ဓာတ်ကျနေတာကိုပြောတာဖြစ်ပါတယ်ဥပမာShe's been a bit down in the dumps lately. သူအခုတလောစိတ်နဲ့ညစ်နေပုံရတယ်နော်လို့ပြောတာပါ။ဟုတ်ပါပြီ။ဒီနေ့ရဲ့ဗဟုသုတအနေနဲ့မျှဝေပေးချင်တာကတော့ on cloud 9ဆိုတာဘယ်ကလာတာလဲဆိုတာလေးဖြစ်ပါတယ်။ဒီစကားလုံးက1950ပြည့်လွန်နှစ်တွေမှာ International Cloud Atlas အရာပေါ့နော်။တိမ်အမျိုးအစား10မျိုးရှိတယ်။အဲ့ဒီအမျိုးအစားတွေထဲကနံပါတ်6ခုမြောက်တိမ်ကအမြင့်ဆုံးနဲ့အကြီးဆုံးမိုးတိမ်ဖြူကြီးဖြစ်ပါတယ်တဲ့။အဲ့ဒါကြောင့်ဒီ on cloud 9ဆိုတာဟာလေအဲ့ဒီလောက်အမြင့်ကြီးပေါ်ကိုရောက်သွားတယ်လို့မျိုးအထွတ်အထိပ်ပျော်ရွှင်နေတာကိုဆိုလိုတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်သင်ခန်းစာတွေမှာထပ်ဆုံကြပါမယ်။ Stay sharp. Bye bye. Subscribe to my channel for more English lessons.